ယ်ချင်းဈေးရောက်တာလည်းကြည့်အောင်နော်ဒီနားမှာသခိုးတွေပေါ့အော်မင်္ဂလာပါရှင် မင်္ဂလာပါညီမလေး အော်ဟိုတလောကနိုင်ဝယ်သွားတဲ့အကူမလားအဲ့ဒီတော့ကလေမှားပြီးတော့ပါချမိတလို့ဖြစ်သွားအားနာလိုက်တာရှင် ဟာမဟုတ်တာရပါတယ်အကိုကအဲ့လောက်တော့ပြော့မယ် ဟိုအကူကအရင်သဘောကောင်းတာမယ်နော်ဟိုအခုလည်းနိုင်လာကြည့်ရလားကို ဟုတ်တယ်အကိုကနိုင်ခရီသမားလေတစ်လောက်တစ်လုံးလောက်တော့ပြောင်းပတ်ဖြစ်တယ် အော်ဟုတ်အကူဟိုအဲ့ဆိုရင်ဘယ်နိုင်လေးကြည့်ချင်လဲညီမဗာလေးပြပြရမယ် ကိုနဲ့လိုက်မဲ့နိုင်ကိုညီမလေးပဲရွေးပေးပါလားညီမလေးကြီးတဲ့နိုင်ပဲကိုလိုက်မယ်နော် အော်ဟုတ်အဲ့ဆိုရင်ခဏလေးစောင့်နော်အကူဒီနိုင်လေးဆိုရင်အကူလည်းလိုက်လောက်မယ်တိလား ဟုတ်လားကိုကြီးလိုက်မယ်နော် ဒီများလေးလို့ငယ်ချင်းဈေးရောက်တာလည်းကြည့်အောင်နော်ဒီနားမှာသခိုးတွေပေါ့ ညီမလေးဒါလေးပဲယူလိုက်တော့မယ်နော်ဒါလေးမြန်လေးလုပ် အော်ဟုတ်ကဲ့အကူ ကြားလာရင်အနက်သက်သိမ့်မကောင်း ဟုတ်စကန်လေးပါအကူ အကိုတွဲလိုက်ပြီနော် ဟုတ်ကိုဟိုဒီမှာနိုင်လေးရောနိုင်ဘူးလေးရောဟိုတစ်ခါလို့နိုင်ရွေးကြံခဲ့ပါဆိုလို့ ညီမလေးက customer service အရင်ကောင်းတာပဲဟိုတချို့လူတွေလည်းများကွာပါသွားလိုက်မယ်နော် အဲ့ဒီနဲ့ထည့်သွားအောင်လေ customer service ကရေးကြည့်ရတာ သိမ့်တော့မသာသနာပြန်ပါ